Good morning မနက်နိုးနိုးချင်းအချိန်မှာတော့ IVS ပဲအဲ့လိုမျိုးထောင်နေရပေါ့နော်ဘာဖြစ်နေရလဲအောင်မသိဘူး Good morning တက်ကိုကြောင်းတွေ့ရအောင်ဖြစ်တော့မယ် IVS မျက်လုံးနဲ့အင်းနေရသေးလားဘာလို့လဲဆိုတော့လေခဏပြီးပြရမယ်အခု IVS လွယ်ထည့်ရမယ်ပေါ့နော်လွယ်မှာဒါရော IVS Kumba 8တွေပါဘာလို့ခေါ်လဲ pencil case yeah ဆိုတော့မီလီယာနေပွက်ဆွီဆိုဒီနေ့ကကျောင်းမှာကွာ anatomy တစ်ခုပဲသင်မှတင်တယ်အဲ့ဒီမှာဒီစာအုပ်ရဲ့ဒီစာအုပ်2မျိုးရဲ့3မျိုးပဲရှိသေးတာအဲ့တော့ဘာစာအုပ်မှယူမသွားတော့ဘူးဆိုတော့အဲ့ဒီမှာဖတ်စာအုပ်လည်းမရှိသေးဘူးဆိုတော့လေအဲ့တော့ဒီ electronics တွေပါလေးပဲထည့်သွားရမယ် Now it's time for makeup ကဲအဲ့တော့ပထမဦးဆုံး makeup ကိုဒါလေးတိုနာလေးနဲ့ရင်စပါမယ်အဲ့ဒီမနေ့ကကွာဘာလို့မျက်စိအင်းနေရလဲပြောရမယ်လို့ပြောရမလားအဲ့ဒီမနေ့ကဒီဖုန်းထဲက textbook ရဲ့ file တွေကို tablet ထဲပြောင်းချင်တာဘယ်တော့ပြောင်းမရအောင်အဲ့တော့ IVR အစား Telegram ဖွင့်ဖို့လည်းလုပ်တယ် Viber ဖွင့်ဖို့လည်းလုပ်တယ်နှစ်ခုလုံးဘလုံးမဖွင့်လို့မရတော့လူကအရင်နေစိတ်တရှုံးလာကွာတနား2နာရီလောက်ထိုင်လုံးနေပဲမဲ့လေအကောင့်တွေကဖွင့်လို့မရအောင် verification number လည်းကြာမလားအဲ့နဲ့အရင်နေစိတ်ဆင်းရဲနေပြီးတော့မှငိုယူပြီးတော့အိတ်တော့ကွာအဲ့တော့မရှိအိတ်နေ anyways အိတ်သွားပြီးတော့နိုးလာမဟုတ်အိတ်ပြီးတော့အိတ်နေနေအိတ်ပျော်သလိုမပျော်သလိုချင်းဒီမှာ air drop လုပ်လို့ရတာသတိရတော့ဘာဖြစ် textbook တော့ရပါပြီစိတ်ပူစရာမလိုတော့ဒါပေမဲ့ Telegram နဲ့ Viber ကိုဒီနေ့ဖုန်းဆိုင်သွားပြီးတော့ဖွင့်အောင်ပါအခုတော့မှပဲမယုံနိုင်စရာတက်တော်ကြောင်းသူဖြစ်တော့မယ်ဝါခုချိန်မယုံနိုင်သေးအခုချိန်အိမ်မှာအငြင်းငြဲပဲရှိသေးတယ်ကောင်းစင်ပြေတော့ပါပါအခုလာဆိုတော့ဒီလေးပေါ့နော်စာတွေကလည်းများ16ရက်နေ့စာမွေးရှိရဲတဲ့ပြောစရာကြီးတက်တာ16ရက်မြောက်မှာစာမွေးရရှိပါတယ်တဲ့ so that's fun anyways အဲ့တော့အခု foundation နဲ့စပါမယ် IV ကဒီနှစ်ပေါ့နော် foundation ကြီးရမှာပေါ့ foundation ကို3လလား2လလားအဲ့ဒီအချိန်မှာ IV ရဲ့ goals တွေရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့တကယ်ချင်းနေများရကြတာ IV မှာငကိုတဲ့ကတော့တကယ်ချင်းနေများရှိရကွာဒါပေမဲ့မိတ်ဆွေတွေပါဆိုတော့ IV က I'm super shy အဲ့တော့မိတ်ဆွေတွေပါတကယ်ချင်းနေအများကြီးရကြတယ်ပြင်ကိုနဲ့လည်းတကယ်ခင်မရတကယ်ချင်းနေရကြတယ်ဒါတော့ number 1တော့မဟုတ် one of the goals ပြီးတော့ရှိရင်ကျောင်းမှာစာလေးစာတော်ရဲမှာပါခြင်းလေဒါပေမဲ့မဖြစ်နိုင်ဘူးလို့ထင်တာပဲ cuz like တက်တော့မှာစာတော်သူရှိတယ် right but I still want to reach put some goals in education and နောက်ထပ် goal က IV YouTube channel လေးကိုစပြီးတော့တေချာ run လုပ်ချင်တယ်အဲဆို IV ကငယ်ငယ်လေးက vlog တွေရိုက်တာပေါ့ဒါပေမဲ့ like တခါမှလိုမျိုးတင်တာတွေပါမရှိဘူးအဲ့ဒီလုံးမှာပြင်းလို့အဲ့တော့အခုဒီချိန်ကနေစပြီးတော့ IV YouTube channel တွေမှာလည်းတေချာအပတ်တိုင်းတင်ချင်တယ်ပေါ့နော်ပြီးရင် Facebook page တွေဖွင့်ချင်တယ် TikTok မှာလည်းနေ့တိုင်းပုံမှန်တင်ချင်တယ် so IV goals တွေကတော့ I guess achievable I don't know current ခဏဆိုမဲ့အချိန်ရောက်ရှိလို့လာပါပြီဖွင့်လို့မရ okay got it တော်တော်များများ lip gloss မကြိုက်ကြဘူး I feel lip gloss တော်ကြိုက်တယ် cuz like shiny shiny lips you know အဲ့လိုမုတ်စားပြီးစီရွှဲနေသလိုပဲ yeah now we're gonna go to school wait let's do outfit of the day ညမှာဘယ်ရလဲမသိဘူးအင်ဂျီကစန်ဒလန်ကပါတိတ်နဲ့ထမင်းအင်ဂျီဝမ်းဆက်ပေါ့နော်ဒါ H&M ကပြီးတော့ဖနက်ကဝင်းမလာ yeah now we can go to school မနက်စာတော့မိုင်းကားစားခဲ့ပါတယ် first မိုင်းကားဒီကောင်ဟာတိုက်တာဒါကတော့ IV ရဲ့ပထမအဆုံး lecture ချိန်လေးမှာစာလုပ်နေရပါနေ့လေစာပါမုတ်ကျုပ်ကြောင့်လည်း lettuce wine နဲ့စားခဲ့ပါတယ် I'm so fucking lonely I think I'm gonna die but it's okay အဲ့နဲ့အရန်ထီးကျန်နေလို့ဆိုပြီးတော့ IV ဆေးနှစ်မှာတက်နေရ IV တကယ်ချင်းတွေကိုစပြီးတော့ဖုန်းသွားခေါ်ရဲပေါ့နော်အဲ့တော့သူတို့နဲ့အဲ့ဘာစကားကြီးပြောပြီးတော့ IV lecture ခန်းထဲမှာဖြစ်ကြောင်းပြောပြနေရပါအဲ့လည်းပြီးတော့ IV အထီးကျန်ဆိုတာနဲ့ပဲစာလုပ်ခဲ့ရတယ်ပေါ့နော်အဲ့လိုဆိုတကယ်ချင်းတွေပါလည်းမရှိသေးဘူးဆိုတော့အဲ့လိုပါပဲကျောင်းစင်ကန်ဒီမှာတော့ EC ရ introduction ဝင်လုပ်သွားပါရယ်အခုကကျောင်းရဲ့ရှေ့မှာ shopping ထွက်နေပါရယ်ဘာလို့လဲဆိုတော့ IV လိုတဲ့ပစ္စည်းတွေလေအဲ့ဝယ်လို့ရအောင်လို့ဆိုပြီးတော့ကိုမင်းများလိုက်ဝယ်ပေးနေပါရယ်တီတီမော်ရဲ့ Ocean ကဘေးနားမှာတက္ကသိုလ်ရှိလို့ထင်တယ်ပစ္စည်းတွေတော့အစားအသောက်တွေတော့စုံပါရယ်
ဒါကတော့စီစဉ်ရဝယ်လာတဲ့ game mode ကိုစားပြနေရပါကောင်းလားဆိုတော့ကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းပေါ့နော်ဘလို့လေးလဲတော့မသိဘူးတစ်မျိုးလေးပဲအခုအိမ်ပြန်ရောက်ပြီဆိုတော့ IV ကျောင်းကအကြောင်းလေးမပြောပြခင်အခုတော့စားရင်ချက်မယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့ဒါနည်းနည်းလေးပို့ပြီးရေးကြည့် so let's study ဒီနေ့က IV တို့ကို bone ရယ် gross anatomy ရဲ့ bone ရယ် histology ရဲ့ bone ရယ်ပြီးရင်cartilage ရယ် joints ရယ်လေးမျိုးတင်ပါတယ် and I broke my nails အဲ့ဒါနဲ့ပဲ IV စာကိုလမ်းလျှောက်ပြီးတော့အားရပါရจับလိုက်ပါတယ်ခုနမျက်နှာပဲကြံပြီး fighting ပြီးတော့လမ်းလျှောက်ရညောင်းသွားလို့ဆိုပြီးတော့ the rest of the lessons ကိုထိုင်ပြီးတော့စာဆက်ကြပါတယ် Hello guys အခုကတော့ည7:00နာရီခွဲ7:00နာရီထိုးတော့မှာပေါ့နော်ဘာလို့လဲဆိုတော့ IV ကစာလဲလုပ်တယ်ပြီးတော့ဟိုလေးအိမ်လုပ်တယ်ဟိုလုပ်တယ်ဒီလုပ်တယ်အင်ဂျင်ရောက်တာတော့ပဲ6နာရီလောက်မှပြန်ရောက်တာပါဘာလို့လဲဆိုတော့ IV ဟိုလုပ်နေတာIV ရဲ့ဖုန်းမှာကမှန်မကွဲလဲရရဲ့ပြီးတော့ Telegram ရဲ့ Viber ရဲ့အကောင့်တွေဖွင့်လို့မရလို့ဆိုပြီးတော့အဲ့ဒါနည်းနည်းသွားကြည့်ရပါတော့အဲ့ဒါလေးနဲ့တော့အချိန်နည်းနည်းကြာသွားတယ်အဲ့တော့ပြီးတော့ပြန်လာတော့လည်းတိတ်ပြီးနေမကောင်းနိုင်ဘူး IV 8နာရီလောက်မှစာလုပ်ဖြစ်တာကွာအဲ့ဒါလည်းပြီးတော့8နာရီခွဲမဟုတ်9နာရီလောက်မှစာလုပ်ဖြစ်တာပြီးတော့ပြဆက်ပြီးတော့နားလိုက်တာပေါ့နော်နားလိုက်လို့လိုက်ဆိုတော့စားတော့တိတ်မလို့ဖြစ်ပါဘူးဘိုးလို့ဒီလိုမျိုးအချိန်တွေကကုန်ကုန်သွား anyways အခု IV 8တော့မယ်ဆိုတော့မျက်နှာသစ် makeup ချရပါမယ်အဲ့တော့ဒီ makeup ချက်စီလေးကိုသုံးတယ်ပြီးတော့ makeup ချက်နေတော့မှ IV တနေ့တာပြပြမယ်နော်အဲ့တော့ဒီနေ့အကြောင်းကိုရောက်ချင်မှာ IV ကလူကြောက်တယ်ပါလူကြောက်တော့ဘယ်သူမှစကားမပြောရဲဘူးအဲ့အချိန်မှာမေမေနဲ့ IV အကြောင်းရှိလို့သွားတော့IV ကို IV man တည်းရဲ့မရှိလာကောင်မလေးတောင်လေးတွေ့ရပါတော့အဲ့နဲ့ IV နဲ့ခုတင်ငယ်ချင်းဖြစ်သွားပြီသူကနေပြီးတော့ IV ကိုလိုက်ပို့မယ်လေးဆိုစားတဲ့ဆောင်မှာပို့ပြီးတော့တနေ့တာပေါ့နော်ဘာကြီးလောက်ရပါညာဆို IV ပြောပြပါတယ်အဲ့လည်းပြီးတော့ကျောင်းလူတွေတော်များ IV ကိုသိကြရရောအရင်စိတ်ချမ်းသာပဲဒီလိုမျိုးတင်ပါတယ် anyways yeah ပြီးတော့အစပိုင်းကကွာအဲ့လိုကန်ကြီးနေပါရင်သွားတော့လည်းမသွားတတ်ဘူးကအဲ့တင်ငယ်ချင်းတွေကကြတော့ဒီမနက်ကတွေ့တဲ့တင်ငယ်ချင်းတွေကကြတော့သူတို့ကထမင်းကြိုက်ထဲလာဆိုအဲ့ပြကန်တီးမှာသွားစားဖို့လိုရလေအဲ့တော့သွားစားတဲ့ခါကျတော့အဲ့လိုပေါ့နည်းတင်ငယ်ချင်းမရှိတော့ရန်နေ stress တွေပါပြီးတော့ not gonna lie I was like panicking but it's okay though you know ထမင်းစားပြီးပြန်လာတော့မှ IV family ကတင်ငယ်ချင်းတွေနဲ့တွေ့ရပေါ့နော် family ကြောင်းကတင်ငယ်ချင်းတွေတွေ့တော့ IV အရင်ပျော့သွားတယ်ဘာလို့ဆိုတော့မလိုက်ပြန် IV ကလူမျိုးကြတော့ဘယ်လိုမှတကယ်ချင်းအသက်တွေလည်းအများကြီးရခြင်းတယ်အဲ့လိုလူကလည်းကြောက်တယ်လို့ပါစကားမပြောရဲဘူးဖြစ်နေအဲ့ခါကျတော့ finally ဘယ်ရနောက်ဆုံးမှာတော့ IVF family ကတကယ်ချင်းတွေတွေ့ခဲ့ရပြီးတော့တကယ်ချင်းအသက်တွေလည်းရခဲ့ရဆို it wasn't so bad ပြီးတော့ anatomy တင်ရဆိုတော့စာတင်တဲ့အချိန်တွေကတော့လေဆရာမတင်တာရှင်းတယ်ကွာဒါပေမဲ့အကောင်တော့ဆေးချောင်းပါပဲ you know so it's very I still cannot believe that I'm in med school like still No, I'm still processing it. Yeah. အခုအိတ်တော့ည7:00နာရီထိုးနေနောက်ထပ်ကြောင်းသွားမှာညနေသစေးအနေနဲ့ IVD therapy ကိုသုံးပါတယ်အနောက်ကအဝိရှော်စကားရှောနေဂူဂူဂူမိနေသေးတာ I'm sorry about that ပြီးရင် moisturizer လူးမယ်ပေါ့နော်ပြီးရင်တော့အိတ်တော့မယ် so I will see you guys the next time I'm gonna call it a day and good night